ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘာလ9ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့စစ်သားဘဝကိုမတိပဲစစ်တပ်ကိုစော်ကားနေကြတယ်လို့ဥခင်ကြီးပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်မတရားစစ်အာဏာသိမ်းမှုကိုတိုင်းပြည်အနှံ့ဆန့်ကျင်နေကြတဲ့လက်ရှိအချိန်မှာစစ်တပ်လက်ပါစီကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌဥခင်ကြီးကတော့လက်ရှိလူငယ်တွေဟာစစ်သားတွေရဲ့ပိတ်ဆက်မှုကိုတေချာမသိပဲတပ်မတော်ကိုစော်ကားနေတယ်လို့ပြောဆိုလိုက်ပါတယ်။အော်တိုဘာလ2ရက်နေ့ကကြန့်ခိုင်ရေးပါတီနဲ့စစ်တပ်ထောက်ခံတဲ့အမှုပညာရှင်အချို့တွေ့ဆုံစဉ်မှာအခုလိုပြောကြားခဲ့တဲ့ရုပ်သံဖိုင်ကိုခင်ရီကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြန်လည်မျှဝေထားတာဖြစ်ပါတယ်။တပ်မတော်သားတွေရဲ့ပိတ်ဆက်မှုနဲ့တိစောက်ခဲ့တဲ့တည်ငြိမ်အေးချမ်းမှုကိုဆက်လက်ထိန်းသိမ်းနိုင်ကြပါစေခင်ဗျားလို့လည်းသူကရေးသားထားပါတယ်။ခင်ရီကသူကစစ်တပ်ထဲမှာရှိနေခဲ့တဲ့အချိန်သူမိသားစုနဲ့ခဏပဲတွေ့ခွင့်ရပြီးရှေ့တန်းပြန်ထွက်ရတဲ့အကြောင်းစစ်တပ်ထောက်ခံသူအမှုပညာရှင်တွေကိုပြောပြနေကြတာပါသူကြုံခဲ့ရတဲ့စစ်သားဘဝကိုရုပ်ရှင်အောင်ရိုက်လို့ရတယ်လို့လည်းပြောခဲ့ပါသေးတယ်စစ်သားတွေရဲ့ပိတ်ဆက်မှုတွေကိုလူတွေကမသိပဲတက်မတော်ကိုစော်ကားနေကြတယ်လို့ပြောဆိုခဲ့တယ်လို့တိုင်းပြည်ချလက်ဘက်ရန်နေတာကိုအဆုံးသတ်ဖို့အဖြေကရွေးကောက်ပွဲဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်ကျွန်တော်တနက်18ချက်မှန်ထားတယ်နော်ကျွန်တော်ဘိုက်ကြီးကပူကျင်တိုင်းပူနေတာမဟုတ်ဘူးကျွန်တော်ဘိုက်ထဲမှာကြီးစံ2000ရှိတယ်ခွဲလို့မရဘူးကျွန်တော်82နာရီတိုက်ပွဲဖြစ်တာကျွန်တော်တေးစရင်မှာ၄လခွဲနေရတယ်ပြောပြတာနော်အလကားနေရင်နဲ့တက်မတော်စန့်ကျင်ရင်းနဲ့မုံတရားတွေနဲ့ကျွန်တော်တို့နိုင်ငံချလဘက်ရန်နေတယ်ဒါကြီးကနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တစ်ခုဘဝတစ်တစ်ခုအနာဂတ်တစ်တစ်ခုကိုဖန်တီးဖို့အချိန်ကရောက်နေပြီအဲ့ဒီအတွက်အလေအပြောင်းကရွေးကောက်ပွဲပဲပြလို့ခင်ကြီးကပြောဆိုခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မောင်တော်မြောက်ပိုင်းမိုင်းတိုင်အမှတ်52နဲ့55အကြားတိုက်ပွဲအာဆာ6ဦးကြပြီးဒုခေါင်းဆောင်ဖြစ်သူသိဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့နယ်မြောက်ပိုင်းနယ်စပ်ပိုင်းခြားထားတဲ့မိုင်းတိုင်အမှတ်52နဲ့55အကြားမှာအာရကတ်တပ်တော် AA နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာအာဆာ6ဦးသိဆုံးခဲ့ပြီးအာဆာမဒုတိယခေါင်းဆောင်ဖြစ်သူပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပြီးသိဆုံးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။၎င်းတိုက်ပွဲတွေဟာမိုင်းတိုင်အမှတ်52နဲ့55အကြားနေရာ9ခုလောက်မှာဖြစ်ပွားနေပြီးအော်တိုဘာလ4ရက်နေ့ကတိုက်ပွဲမှာအာဆာဒုတိယခေါင်းဆောင်ခါလစ်အပြင်းထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ဒေတာရင်းစီရေးသတင်းရင်းမြစ်တူကပြောပါတယ်။မိုင်းတိုင်အမှတ်52နဲ့55အကြားနေရာ9ခုလောက်မှာတိုက်ပွဲဖြစ်တာပါ။အာဆာက6ဦးသေတယ်။အာဆာဒုတိယခေါင်းဆောင်ခါလစ်အပြင်းထန်ဒဏ်ရာရသွားပြီးသေဆုံးတယ်လို့ပြောပါတယ်။တိုက်ပွဲဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့ရဲ့ရခိုင်ဘင်္ဂလားဒေ့ရှ်မှာဆက်လက်ဖြစ်ပွားနေပြီးအာရကတ်တပ်တော်ကဝိုင်းဝန်းပိတ်ဆို့ကချေမှုန်းတက်ခတ်လျက်ရှိတယ်လို့သိရှိရပါတယ်။အာဆာတွေကအင်အားအများပြားနဲ့လှုပ်ရှားနေတာတွေတော့ကြားရတယ်။အထူးသဖြင့်သူတို့စကန်တွေက BGB စခန်းတွေနဲ့မနီမဝေးမှာတည်ရှိတယ်။အဲဒီကနေရခိုင်ပြည်နယ်စပ်မြင်းတီလာလှုပ်ရှားတယ်။ A ကလိုက်ရင်ဘင်္ဂလားနယ်တွေပြန်ဝင်ပြေးသွားတယ်လို့၎င်းကပြောပါတယ်။အာရခတ်တပ်တော်ကလည်းတိုက်ပွဲဖြစ်ပွားပြီးနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုဝင်ပြေးသွားကြကြောင်းနေဆက်ကိုဖျက်ကျော်ထွက်ပြေးသွားကြတဲ့စစ်သွေးကြွအကြမ်းဖက်အာဆာအဖွဲ့ဝင်တွေကိုတတပန်ရေးအရနေဆက်ဖျက်ကျော်ရှင်းလင်းရန်ခက်ခဲကြောင်းသို့တော်လည်းအာရခတ်ဒေသအတွင်းမှာထွက်ပြေးနေတဲ့အာဆာအဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းကဒေသအတွင်းအကြမ်းဖက်အန္တရာယ်ကင်းဝေးစေရန်နဲ့ပြည်သူလုံခြုံရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းအော်တိုဘာလ1ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တာချီလိမ့်မှာစိုက်ကတိုက်မိပြီးမောင်းပြေးတဲ့ကားကရင်းနဲ့လူတွေဆက်တိုက်လို့9ဦးထပ်မံသေဆုံးကားပေါ်မှာတရုတ်နိုင်ငံသားတချို့ပါဝင်တယ်လို့ဒေသခံတွေပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိမ့်မြို့မှာတရုတ်နိုင်ငံသားတချို့လိုက်ပါလာတဲ့အီဇီကားတစ်စီးကယနေ့မနက်ပိုင်းမှာစိုက်ကကိုတိုက်မိပြီးမောင်းနေထွက်ပြေးဒါမှနောက်ထပ်ကားနဲ့စိုက်ကတွေလမ်းသွားလမ်းလာပြည်သူတွေကိုတိုက်မိလို့9ဦးထပ်မံသေဆုံးခဲ့ပြီးဒဏ်ရာရရှိခဲ့သူတွေရှိတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဗိုလ်ချုပ်လမ်းမပေါ်မှာဖြစ်တာကားပေါ်မှာတရုတ်တွေပါတယ်ရဲရောက်လာတယ်စစ်တပ်နဲ့ပြည်သူစစ်လည်းရောက်လာတော့လူတော်တော်များများလှည့်ပြန်သွားကြတယ်လို့တာချီလိမ့်မြို့ခံတအူးကဆိုပါတယ်။တာချီလိမ့်မြို့ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာအောက်တိုဘာ9ရက်နေ့မနက်7:00နာရီခွဲခန့်ကအဆိုပါရင်တိုက်မှုဖြစ်ပွားခဲ့တာပါ။ကားတိုက်မိပြီးသေဆုံးတဲ့အထက်မှာကလေးငယ်နဲ့လူလက်ပိုင်းအမျိုးသားတချို့လည်းပါတယ်လို့သိရှိရပါတယ်။သေဆုံးသူတွေနဲ့ဒဏ်ရာရသူတွေကိုတာချီလိမ့်စီးရုံကိုခေါ်သွားခဲ့တာတွေ့တယ်လို့မြို့ခံတအူးကဆိုပါတယ်။ထိခိုက်ဒဏ်ရာရသူအရေးအတွက်နဲ့ဒဏ်ရာရရှိမှုအခြေအနေကိုအသေးစိတ်တော့မသိရှိရသေးပါဘူး။ရွှေတကုံဖျားကနေစတိုက်တာဗျာ။မကာအိုခန်းတွေကကြောင်းရှိအထိရောက်လာတဲ့ဝိုင်းဖန့်တော့လည်းပြေးတာပဲ။စက်မောင်းစရာမရှိတော့လို့ရက်သွားတာလို့မြို့ခံတအူးကပြောပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့တာချီလိမ့်မြို့မှာကြားဖြတ်နဲ့လောင်းကစားလုပ်ငန်းတွေရှိနေပြီးအဲ့ဒီလုပ်ငန်းတွေမှာတရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားအများအပြားရှိနေတယ်လို့မြို့ခံတွေကပြောပါတယ်။ကားပေါ်မှာလိုက်ပါလာတဲ့သူတွေကိုပြည်သူစစ်တပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားပေမဲ့
ဥပဒေတိုင်းအရေးယူမှာမဟုတ်ဘူးလို့မြို့ကန်တချို့ကသူတို့ထင်မြင်ချက်ကိုပြောပါတယ်။တေးတဲ့သူတွေတည်သွားပြီးရော်ကြီးပေးပြီးအမှုပိတ်လိုက်ရုံပဲသူတို့ကပတ်စံရှိတယ်စစ်တပ်ကငွေစားတယ်လို့မြို့ကန်တအူးကလူမှုကွန်ရက်မှာရေးသားထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့တရုတ်ရဲ့ပံ့ပိုးမှုမရှိဘဲစစ်ရာဇဝတ်ကောင်မဲအောင်လိုက်အာဏာဆက်မထိန်ထားနိုင်တဲ့အတွက်အကြမ်းဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားဖို့နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်ကိုတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ပံ့ပိုးမှုမရှိဘဲစစ်ရာဇဝတ်ကောင်မဲအောင်လိုက်အာဏာဆက်မထိန်ထားနိုင်တော့တဲ့အတွက်အကြမ်းဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားဖို့နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်ကိုတိုက်တွန်းလိုက်ပါတယ်။အော်တိုဘာလ4ရက်နေ့နယူးဇီလန်လွှတ်တော်မှာမြန်မာအရေးနဲ့ပတ်သက်၍ကြားနာစဉ်လေဘာပါတီမှနယူးဇီလန်လွှတ်တော်အမတ်ကရင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိအကြမ်းဖက်မဲအောင်လိုက်ရဲ့အခြေအနေမှာတရုတ်နိုင်ငံရဲ့ပံ့ပိုးမှုမရှိဘဲအာဏာကိုဆက်လက်ထိန်းထားနိုင်ခြင်းနဲ့ဆက်လက်ရရှိနိုင်ခြင်းမရှိတော့ကြောင်းမဲအောင်လိုက်နဲ့စစ်တပ်ကိုတရုတ်ကထောက်ခံနေခြင်းမှာမြန်မာစစ်တပ်ကကျူးလွန်တဲ့စစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများမှာတရုတ်ကပါဝင်နေခြင်းဖြစ်ကြောင်းအဲဒီလိုပါဝင်နေခြင်းမှာအင်အားကြီးလေးစားပွဲရဖြစ်တဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုအမူမဟုတ်ကြောင်း၎င်းကဆိုပါတယ်။စစ်ရာဇဝတ်ကောင်မဲအောင်လိုက်ဟာတရုတ်ရဲ့ပံ့ပိုးကူညီမှုမရှိဘဲအာဏာကိုရနိုင်တော့မှာမဟုတ်ပါဘူး။ဒါဟာမဲအောင်လိုက်ရဲ့စစ်ရာဇဝတ်မှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာတရုတ်ကပါဝင်နေတာဖြစ်ပါတယ်။အဲဒါကတော့အင်အားကြီးမားပြီးလေးစားရတဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုအမူတော့မဟုတ်ပါဘူး။ကျွန်တော်အနေနဲ့တရုတ်ကိုပြောချင်တာကမင်းတို့ရဲ့နေဆက်ဒေသမှာတည်ငြိမ်မှုလိုချင်နေဆိုရင်မင်းရဲ့အခြေခံအဆောက်အုံလမ်းကြောင်းကိုကာကွယ်ခြင်းနဲ့တဘာဝတယင်စာတတွေကိုအသုံးပြုခွင့်ရခြင်းနဲ့ဆိုရင်ဒါတွေကတရုတ်နိုင်ငံရဲ့နိုင်ငံခြားရေး policy ပန်းနိုင်တွေဆိုရင်ဒီမုံတီးစရာကောင်းတဲ့စစ်တပ်အတွက်မင်းရဲ့ထောက်ခံမှုဟာမင်းရှင်မဲ့ချက်တွေကိုဖြစ်စေနိုင်ပါမလားဆိုတာကိုငါတန်တရားဖြစ်မိပါတယ်။တရုတ်နိုင်ငံကိုကျွန်တော်တို့ပြောချင်တာကမင်းတို့ဟာကမ္ဘာပေါ်မှာအလွန်ဆိုးရွားဆုံးစစ်အာဏာရှင်တွေကိုထောက်ပံ့ပေးနေသူဖြစ်ပါတယ်လို့နယူးဇီလန်လွှတ်တော်အမတ်ကပြောဆိုခဲ့ပါတယ်။လက်ရှိမှာစစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံဟာစနစ်တကျရာဇဝတ်မှုများကျူးလွန်နေတဲ့နိုင်ငံကမ္ဘာကြီးကိုလိမ်လည်လှည့်ဖျားနေတဲ့ကြားဖြန့်စံတာကြီးတရားမဝင်မူရစ်စီးပွားများထုတ်လို့ရနေရာကြီးဖြစ်လာနေကြောင်းမြန်မာနိုင်ငံမှာစင်ဆက်မပြတ်တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိမှသာတရုတ်နိုင်ငံရဲ့ရည်မှန်းချက်ကိုရရှိလိမ့်မှာဖြစ်ကြောင်း၎င်းကထောက်ပြထားပါတယ်။စနစ်တကျကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကမ္ဘာကြီးကိုလိမ်လည်လှည့်ဖျားနေတဲ့ကြားဖြန့်စံတာတွေကမ္ဘာကြီးစီကိုတရားမဝင်မူရစ်စီးပွားဖြန့်ချီနေမှုတွေအာရှမှာအတင်းအကျပ်နေရစွန့်ခွာရွှေ့ပြောင်းစေတဲ့အရေးအမြစ်နေရာကမြန်မာနိုင်ငံဖြစ်လာနေပါတယ်။တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပြန်လည်သွားမှသာမင်းတို့ရဲ့ရည်မှန်းချက်တွေနဲ့ပိုပြီးတင့်တော်ပါလိမ့်မယ်လို့နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်နိုင်ငံကိုတိုက်တွန်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ကိုထိန်လင်းမှမိခင်ဖြစ်သူလွတ်မြောက်ရေးအတွက်ရှီကျင်းဖျင်ထံကိုအကူအညီတောင်းပြီးဆိုတဲ့ဆရာလာစိုးဝေရဲ့တရင်ဆောင်ပါကောင်တပုတ်ကိုတင်ဆက်ပေးပါမယ်။အသက်48နှစ်ရှိတဲ့ Kim Eric ကိုထိန်လင်းဟာဘဝတစ်လျှောက်လုံးထင်ထင်ပေါ်ပေါ်နေထိုင်ခဲ့ခြင်းမရှိဘဲတိတ်တိတ်ဆိတ်ဆိတ်ပင်နေထိုင်လာခဲ့သူဖြစ်ပါတယ်။မီဒီယာတွေကဆက်သွယ်ချင်းကပ်လာမှုတွေကိုလည်းရှောင်ရှားခဲ့ပြီးမိခင်ဖြစ်သူထံအလေပြန်ခွင့်ရခဲ့တဲ့ရှာရှာပပအချိန်ကလေးမှသာ၎င်းကိုတပ်ပုံတစ်ဖြတ်ဖြတ်ရိုက်ခွင့်ရခဲ့ကြပါတယ်။2021အာဏာသိမ်းပြီးမိခင်ဖြစ်သူအားလည်းမတရားဖမ်းဆီးအကျဉ်းချခဲ့ပြီးနောက်မှာတော့လူမြင်ကွင်းကိုထွက်လာခဲ့ပြီးမိခင်ဖြစ်သူရဲ့ဆူရွာလာနေတဲ့နှလုံးရောဂါအခြေအနေနဲ့အချင်းထောင်အတွင်းပင်ပန်းဆင်းရဲလှစွာနေထိုင်နေရတဲ့အကြောင်းကိုကမ္ဘာကြီးကိုအသိပေးအကြောင်းကြားလာခဲ့ပါတယ်။ကိုတိန်လင်းဟာယခုအခါမိခင်ဖြစ်သူအားပြန်လွတ်ပေးဖို့စစ်အုပ်စုကိုတိုက်တွန်းပေးရန်တရုတ်သမ္မတရှီကျင်းဖျင်ကိုတောင်းဆိုလိုက်ပါတယ်။တရုတ်ဟာကာလကြာမြင့်စွာရှိခဲ့တဲ့ဆက်ဆံရေးနဲ့အမြောက်အများရင်းနှီးမြှုပ်နှံထားမှုများကြောင့်မြန်မာပေါ်ဩဇာအလွှမ်းမိုးဆုံးနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့်ပြောခဲ့တယ်လို့ဟောင်ကောင်မှာရှိတဲ့ South China Morning Post သတင်းစာမှာရေးသားလာခဲ့ပါတယ်။ကျွန်တော်အနေနဲ့မိခင်ဖြစ်သူနဲ့အတူလွတ်တင်လွတ်တိုက်သူများအားလုံးကိုလွတ်ပေးဖို့စစ်အုပ်စုကိုပို၍ဖိအားပေးပါရန်သမ္မတရှီကျင်းဖျင်အားမြစ်တာရက်ခံပါသည်လို့ပြောခဲ့ပါတယ်။ကျွန်တော်မှရှိတဲ့သတင်းအရင်းမြစ်တွေရဲ့အဆိုအရမိမိကိုလွတ်ပေးဖို့တောင်းဆိုနေတာကိုသိထားပါတယ်။တရုတ်အရာရှိများလည်းအခြားသူတွေလိုပဲသူ့ကိုတွေ့ကျင်နေကြပြီးတွေ့ခွင့်ရဖို့တောင်းဆိုနေကြတယ်လို့လည်းကျွန်တော်ယုံကြည်ထားပါတယ်။ကျွန်တော်သိရသလောက်တခြားသူတွေလိုပဲတရုတ်အရာရှိတွေကိုလည်းတွေ့ခွင့်မပေးသေးပါဘူးလို့ပြောပါတယ်။ကိုထိန်လင်းကတပန်းအချင်းထောင်ပြပကတယောက်ယောက်အမေနဲ့တွေ့ပြီးအ ਨੇ ဆုံးအသက်ရှင်နေသေးတယ်ဆိုတာသိရရင်တော်ပါပြီလို့လည်းပြောသွားခဲ့ပါတယ်။အချင်းထောင်တဲ့ကအခြေအနေတွေကအလွန်ဆိုးရွားနေတာမို့မိမိထောင်ထဲမှာတင်ဆုံးသွားမှာကိုကျွန်တော်တစ်ချိန်လုံးစိုးရိမ်နေရတယ်။မိမိကိုလည်းနောက်တစ်ချိန်လောက်လူကိုယ်တိုင်ပြန်လဲတွေ့ကျင်မိပါတယ်လို့ဆိုပါတယ်။မိခင်ဟာစစ်အုပ်စုထက်တရုတ်နဲ့ဆက်ဆံရေးပူကောင်းအောင်လုပ်နိုင်ခဲ့သည်လို့ယုံကြည်ခဲ့ပါတယ်။ကျွန်တော်အမေနဲ့ NLD တို့ကတရုတ်နဲ့အကျိုးဖြစ်ထွန်းစေတဲ့အလုပ်သဘောဆက်ဆံရေးကောင်းများရှိခဲ့ပါတယ်။ဒါကလည်းသူ့အနေနဲ့တိုင်းပြည်အတွက်အရေးကြီးတယ်လို့ယူဆလို့ကြိုးစားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအခြေအနေတွေတိုးတက်ပြောင်းလဲလာနေတဲ့အတွက်တရုတ်နိုင်ငံအနေနဲ့မြန်မာနဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်မယ်ပ
ပြီးတော့အဲ့ဒီစီးပွားရေးအကျိုးစီးပွားတွေဟာတနည်းမဟုတ်တနည်းအောင်မြင်အကျိုးဖြစ်ထွန်းလာမှာဖြစ်ပြီးတခြားသူတွေရဲ့လောဘကြောင့်ပျက်စီးသွားမှာမဟုတ်ဘူးလို့ယုံကြည်စိတ်ချနိုင်စရာဖြစ်လာတယ်လို့ဆိုခဲ့ပါတယ်မြန်မာရဲ့ပြိပက္ခဟာတရုတ်နိုင်ငံအတွက်အခက်အခဲများဖြစ်လာရသည်ကိုစစ်အုပ်စုအားပေးအားမြောက်ပြုမှုကြောင့်ပေါ်ပေါက်လာတဲ့ကြားဖြတ်ငွေလိမ်ဂိုင်းများကိုရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်အဲ့ဒီဂိုင်းများကတရုတ်နိုင်ငံသားတွေကိုလည်းပြစ်မှတ်ထားပြီးလိမ်လည်ခဲ့ကြတဲ့အတွက်ဒေါ်လာဘီလီယံနဲ့ချီဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်ကိုထိန်လင်းကစစ်အုပ်စုလုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍ယခုလိုပြောခဲ့ပြန်ပါတယ်တရုတ်ဟာမြန်မာပြည်တွင်းငြိမ်းချမ်းရေးအမျိုးသားပြန်လည်တည်မြဲရေးပြည်သူ့ဆန္ဒကိုအခြေခံတဲ့အစိုးရပေါ်ထွန်းရေးငလင်တန်ပြီးပြန်လည်တည်ဆောက်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးလာစေမဲ့နည်းလမ်းများကိုရှာဖွေနေကြောင်းယင်းဟာမြန်မာပြည်အတွက်တော်မကတရုတ်အတွက်လည်းမှန်ကန်တည်မြဲတဲ့ရည်မှန်းချက်များဖြစ်ကြောင်းသို့တော်ထိုရည်မှန်းချက်တွေဟာမြန်မာပြည်သူတန်းပေါင်းများစွာကိုဘေးဖယ်ထုတ်ထားတဲ့အတူအယောင်ရွေးကောက်ပွဲနဲ့တော့ဖြစ်လာစရာအကြောင်းမရှိဘူးလို့ဆိုပါတယ်၎င်းတို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကြောင့်မြန်မာဟာပို၍ပင်ကတောင်းကနင်းဖြစ်ကဒုက္ခရောက်တော်မှာဖြစ်ပြီးမိသူကားများလည်းရွေးကောက်ပွဲရလဒ်ကိုလက်ခံကြမှာမဟုတ်တဲ့အတွက်တိုက်ပွဲများပိုမိုပြင်းထန်လာဖို့သာရှိပါတယ်ကျွန်တော်အမေလွတ်ပေးခြင်းသည်သာမြန်မာပြည်ထနာကိုဖြေရှင်းဖို့ကြိုတင်လိုအပ်ချက်တရက်ဖြစ်တယ်လို့ယူဆပါတယ်လို့ထပ်မံထည့်သွင်းပြောဆိုသွားခဲ့ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကလည်းအကယ်၍ဒေါ်အောင်ဆန်းစုကြည်အကျဉ်းထောင်တဲ့ဆုံးပါသွားခဲ့ရင်လက်ရှိအကျက်တဲဟာပို၍နှက်ရှမ်းလာလိမ့်မယ်လို့လည်းသတိပေးခဲ့ပါတယ်အကွဲအပြဲများပိုမိုနှက်ရှမ်းလာပြီးပဋိပက္ခဟာကြာရှည်လာမှာဖြစ်တဲ့အပြင်အမျိုးသားပြန်လည်ရင်ကြားစစ်ရေးဟာလည်းပို၍ပင်ခက်ခဲလာလိမ့်မယ်လို့ NUG ရဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆဆာကဆိုပါတယ်ဒေါ်အောင်ဆန်းစုကြည်ဟာတရုတ်ကို2015နဲ့2016မှာနှစ်ကြိမ်တိုင်တိုင်တွားရောက်ခဲ့ပါတယ်တရုတ်သမ္မတရှီကျင့်ဖျင်ဟာလည်းမြန်မာနိုင်ငံကို2020မှာရောက်ရှိခဲ့ပြီးဖြစ်ပါတယ်မိမိအမြင်ပြောရရင်တော့မင်းအွန်လိုင်းရဲ့ဒေါ်အောင်ဆန်းစုကြည်ပေါ်အငုံစိတ်နဲ့ကြောက်ရွံ့နေမှုကိုဖယ်ရှားနိုင်ပြီးသူကိုယ်သူယုံကြည်မှုရှိလာမှသာပြန်လွတ်ပေးရမှာဖြစ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်အားလွတ်ပေးရန်သို့မဟုတ်စစ်ကူတောက်ခွင့်ပေးရန်အတွက်တရုတ်မှစစ်အုပ်စုကိုလျှို့ဝှက်တောင်းဆိုမှုများပြုလုပ်နေကြောင်းအတိမပြုတ်နိုင်သေးတဲ့သတင်းများအရသိရှိရပါတယ်။ယင်းတောင်းဆိုမှုတွေကိုစစ်အုပ်စုကလက်ခံခြင်းတော့မရှိသေးပါဘူး။တရုတ်ဘက်မှအဲ့ဒီလိုလွှတ်မပေးဘူးလို့ဆိုကကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ၎င်းတို့အားထောက်ခံနေမှုများရုပ်သိမ်းပစ်မယ်လို့အကြက်ကိုင်းနိုင်ပါတယ်။တရုတ်တို့ဘက်ကအချိန်မရွေးဖောက်လာနိုင်ပြီးမြည်သည့်ကိစ္စမဆိုထို့သောနီးမျိုးနဲ့အကြက်ကိုင်းလာနိုင်သည်ကိုရိတ်စားမိတဲ့မင်းအောင်လှိုင်ဟာရုရှားကိုငတလောက်ပေါင်းများလက်ဖက်တုံများနဲ့လူမြင်မကောင်းအောင်ခရနေခြင်းလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲပြီးဆုံး၍တရုတ်တို့ထင်တယ်လို့ဖြစ်မလာပါကမြည်တို့လှုပ်လာမည်ကိုမင်းအောင်လှိုင်စစ်တထင်ထင်ရှိနေပါတယ်။ရှီကျင့်ဖျင်တို့ထင်ထားသလို၎င်းကအာဏာလက်မလွတ်ဖို့လဲကြံစီထားပုံရတဲ့အတွက်မပြေးတော်လဲကံရရှိရုရှားကိုကတ်ထားခြင်းလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ထိုပုဂ္ဂိုလ်ဟာတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့နိုင်လက်တက်ကို၎င်းတို့ဦးတဲ့ဆုံးဖြတ်ချက်တွေနဲ့အောင်မြင်စွာနောက်ပြန်လှစ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားတော်စစ်မုတ်ချအောင်ရမည်လို့ရေးသားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆူလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်ရေးတွေကိုဂျင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ